မင်္ဂလာပါရှင်ဆရာမပွင့်တိတ်ခိုင်ရဲ့အထိတ်ထန်ကိုပေါ့နော်တငယ်ချင်းတွေဝင်ကြတယ်တဲ့ယာရုတွေတိုးတဲ့သူနဲ့လာစာတွေကောင်းဝင်ငွေတွေကောင်းပြီးတော့ပေါ့နော်တစ်နှစ်ကျော်ကာလမှာတဲ့မျက်စိရှိမှတယ်ပေါ့နော်တိုးတက်ပြောင်းလဲသွားတာတွေအများကြီးပဲတွေးကြုံရတယ်တဲ့တမီးကတော့တဲ့နောက်မှဝင်မယ်အထိတ်ထန်ရမ်းဝင်ခြင်းတယ်ဒါပေမဲ့ငါအလုပ်များတယ်အလုပ်ရှုပ်တယ်ဆိုပြီးတော့နောက်မှဆိုပြီးတော့တဲ့သမီးစင်ကြေပေးခဲ့မိတယ်ပေါ့နော်အခုသမီးရဲ့တငယ်ချင်းတွေအပေါင်းအသင်းတွေကတော့တဲ့ဆရာမရဲ့အဋ္ဌထန်လေးကိုလည်းဝင်တဲ့သူတွေများတယ်တဲ့ဆရာမရဲ့တပည့်သားသမီးအရင်ဖြစ်ပြီးတော့ပေါ့နော်ဆရာမရှိမှာကန်ဆာတာစစ်စစ်ဗီဒီမေးမြန်းပြီးတော့ဆရာမရဲ့ကန်ဆာတာအသေးစိတ်လမ်းညွှန်မှုအလင်းပြမှုတွေကိုခံယူပြီးတော့ပေါ့နော်စီးပွားတွေတိုးတက်ပြီးတော့အိမ်တော်ရေးစီးပွားရေးကျန်းမာရေးတွေအဆင်ပြေနေတဲ့သူတွေလည်းရှိတယ်တဲ့လုပ်ငန်းနာမည်ပေးလေးတွေရွေးပြီးတော့ပေါ့နော်လုပ်ငန်းတွေအောင်မြင်တိုးတက်ပြီးတော့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်သွားတဲ့သူတွေလည်းတမိမျက်စိရှိမှာတစ်နှစ်ကျော်ကာလအတွင်းမှာအများကြီးပဲတမိရဲ့ပတ်ဝန်းကျင်မှာတွေ့ကြုံလိုက်ရတယ်တဲ့အခုခါမှာတော့တမိကဝေခွဲတာတွေကများစိတ်နှစ်ခွတွေကဖြစ်ပြီးတော့ပေါ့နော်ဘာလို့ဘာကငါအစမပြေတဲ့အချိန်ကာလလို့ကိုရောက်တယ်ပေါ့နော်အဲ့ဒီခါမှာတဲ့တမိဆီယမပွင့်နေခိုင်ကိုတိတော့တိတယ်ဒါပေမဲ့မဆက်တယ်ခဲ့မိလို့ပေါ့နော်တမိစိတ်ထဲမှာတဲ့နောက်နောက်ရမိတယ်လို့ဝမ်းနေတယ်လို့မျိုးလေးဖြစ်တယ်ပေါ့နော်အဲ့တော့တဲ့ဆမ်မကိုတဲ့တတိရမိရပေါ့နော်တတိရမိပြီးတော့တဲ့ဆမ်မရဲ့တရဏဂုံ3ပါဂုံတော်ကိုပါ24ပစ္စည်းပဋ္ဌာန်းအကျဉ်းလေးကိုပေါ့နော်ဗတိမစိတ်နိုင်ဘူးတဲ့တမိ54ခေါက်ရွတ်တယ်တဲ့အဲ့ဒီခါမှာတဲ့တမိထူးထူးခြားခြားပေါ့နော်9ရက်တိတိဆမ်မကိုအိမ်မက်တယ်တဲ့အဲ့ဒီမှာဆမ်မကနေပြီးအိမ်မက်ထဲမှာတမိကိုညွှန်ကြားတယ်အဲ့ဒါလေးအဲ့ရတရားလေးတွေကိုတမိလှုပ်လိုက်တာတဲ့တမိလက်လာပါတွေပြန်ပွင့်လာပြီးတော့ပေါ့နော်အလုတ်တွေတဲ့နည်းနည်းလေးအဆင်ပြေလာတယ်တဲ့အရင်ထက်ချောင်းလဲလာတယ်ပေါ့နော်အဆင်ပြေလာတယ်တဲ့အဲ့ဒီတော့တဲ့ဆမ်မကိုပေါ့နော်တမိဆမ်မရဲ့နဲ့အတူတူတဲ့ခင်မွန်းချင်း10ပါပွဲတွေ့ချမ်းသာဓာတ်ကြီးလေးပါဆွန့်ကတ်တဲ့အလှူမှာပေါ့နော်တမိတက်နိုင်တဲ့လောက်လေးကုသိုလ်ပါဝင်ခွင့်ပေးပါဆိုပြီးတော့မှလာပြီးတော့ပေါ့နော်ဆမ်မကိုပြောထားတဲ့တမိလေးမေဇွန်ပေါ့နော်တမိလေးမေဇွန်ဆမ်မဒီဗီဒီယိုလေးနဲ့တမိကိုလေးစားကုန်ယူတန်မိုးထားပြီးတော့ reply လေးပြန်ဖြေပေးလိုက်ပါတယ်เนาะတမိနဲ့အသေးစိတ်လေးဆမ်မစကားပြောဖို့အတွက်အချိန်မပေးလိုက်နိုင်တဲ့အတွက်လည်းဆမ်မကိုခွင့်လွှတ်ပေးပါเนาะအဲ့တော့ဒီသမီးလေးကဒီလိုမျိုးလေးအဆင်ပြေလာတော့ဆမ်မဝမ်းသာပါတယ်အဲ့အတွက်ကြောင့်မို့ဆမ်မကနေပြီးဒီသမီးလေးကိုပေါ့နော်ဆမ်မရဲ့တပည့်သားသမီးအရင်ချတယ်အရင်အခက်ခဲဖြစ်နေတဲ့အချိန်မှာတရဏဂုံ3ပါဒိဋ္ဌံဝင်ခိုင်းတယ်ဗုဒ္ဓတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိအဲ့ဒီဒိဋ္ဌံလေးဝင်ခိုင်းတယ်တန်ဗုဒ္ဓေပေါ့နော်အစွမ်းထက်အဒိဋ္ဌံလေးဝင်ခိုင်းတယ်အဲ့ဒါလေးကိုဆင်မဘဟုတုဒ္ဒအနေနဲ့ဆင်မရဲ့တပည့်သားသမီးတွေရဲ့အောင်မြင်တဲ့အကြောင်းလေးဘယ်လိုလုပ်ခဲ့ရဆိုတဲ့အကြောင်းလေးကိုလည်းအပိုင်း1 2 3နဲ့ပြောပြပေးပါမယ်ညာများလေးရှဲကုသိုလ်လေးပြုလုပ်